အားလုံးတော့စုံပြီလို့ထင်တာပဲเนาะ1 2 3 4 5 6အစင်ပြေရင်တော့ကင်မရာလေးတွေဖွင့်ကြတာပေါ့နော်ကျွန်တော်တို့ကတင်တန်းစကြရမိတ်မဆက်ရသေးဘူးဆိုတော့မိတ်ဆက်ကြတာပေါ့နော်message တွေပို့ထားတော့ထပ်လာကြအောင်မလားတော့မသိဘူးအတိဟောပေါ့ကျွန်တော်စီမှာတော့10:28ပေါ့10:00ခွဲအတိကိုစမယ်လीနော်မိတ်ဆက်တင်ကန်းစားရတော့ကြည့်ဖြစ်တယ်လို့ထင်ပါတယ်ဟုတ်လား stretcher သမားတွေဆိုတော့ stretcher တွေအများကြီးမေးရမှာ对，这个很显现，当然。